page number 38ပေါ့နော် Casco Mass ရဲ့ level 2A လေးပေါ့နော် part 20အနေနဲ့ပေါ့နော်ဒါလေးတွေကိုတော့တော်တော်များများလို့ရဒီချာပြီးလေးပေါ့နော်နားထောင်ပြီးတော့ပေါ့စဉ်းစားပြီးတော့ဒီချက်တို့တွေအတူတူတွက်ကြရအောင်ပေါ့နော်ဒီချက်တို့အတူတူတွက်ကြရအောင်โอเคပါ520အနေနဲ့ပေါ့နော် fill in the blank သူက blank လေးတွေသူကဖြည့်ခိုင်းတယ်ဖြည့်ခိုင်းတဲ့မှာ A ကိုကြည့်လိုက်တဲ့ခါကျတော့10 more than 298 is blank တဲ့အဲ့တော့သူပြောချင်တာက298ထက်တဲ့ဘလောက်ပိုများလဲဆိုတော့10ပိုများတဲ့အဖြေကကွက်လက်ဖြစ်တယ်လို့ပြောတာကျွန်တော်ဘာလို့ပြရမလဲဆိုရင်ပေါင်းပြရမယ်โอเคနော်ဒီဘက်တက်မှာချက်ချင်းတော့298နဲ့ဒီကျွန်တော်ကဘလောက်နဲ့ပေါင်းလိုက်လဲဆိုတော့10နဲ့10ပေါ့နော်ပေါင်းလိုက်တာ8နဲ့3နဲ့ပေါင်းတော့8 plus 0 equal to 8 9 plus 1 equal to 10ဆိုတော့ဒီချက်ဆို0ရေးပြီးတော့ဒီအပေါ်မှာမဖြစ်လေ1လေးအနိုင်မယ်1 plus 3 equal to ဆိုချက်တော့1 plus 2 equal to ဆိုတော့ဘယ်လောက်ရမလဲ3ရမယ်နော် answer is ကကြတော့ဒီချက်တော့က308 308ရပါမယ် okay B ကိုကြည့်အောင် B ကကြတော့5 less than 1000 is blank တဲ့သူက1000ထက်တဲ့5နဲ့တဲ့အဖြေဟာတဲ့ blank ဖြစ်ပါတယ်တဲ့โอเคအဲ့ဆိုဒီချက်တို့ကနေဝါတယ်ဆိုတော့ကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့နှုတ်ပေးရမှာပေါ့နော် more တို့ last လို့မြင်နိုင်တယ်ဒီချက်တို့more ဆို more တွေ့တိုင်းလည်းပေါင်းရတာမဟုတ်တယ်လို့ last တွေ့တိုင်းလည်းကျွန်တော်နှုတ်ရတာတော့မဟုတ်ဘူးဒီစာကြောင်းလေးရဲ့ပေါ်ကိုမူတည်ပြီးတော့ကျွန်တော်ဘာသာပြန်ပြီးတော့မှလုပ်ရမှာဖြစ်တယ် okay ဒီချက်တို့ခုလုပ်ကြည့်အောင်1000တဲကနေမှဒီချက်တို့က5ကိုဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီနှုတ်မယ် okay ဒီမှာဆိုရှင်ရင်ဒီချက်တို့က000တွေပဲ0နဲ့5ကိုနှုတ်လို့ရဆိုတော့မရအောင်ဒီရှက်1တွေပဲဒီချက်တို့ကသွားပြီးတော့ဘာလုပ်ရမလဲဆိုရှင်4လို့လုပ်ရမှာပေါ့နော်အဲ့ဒါလုံးတက်ကချီးတဲ့အခါကျရင်ဒီ1လေးကဘာဖြစ်သွားလဲဆို0ဖြစ်သွားပြီးတော့သူက10ထက်ချီးလိုက်တဲ့အချိန်မှာသူဒီ9ပဲကျန်မယ်ဒီကလည်း10ဖြစ်သွားဒီ10တစ်ခါနောက်က0ကိုထပ်ချီးလိုက်တဲ့အခါကျတော့ဘာပဲဖြစ်သွားတော့9ပဲကျန်သွားပြီးတော့နောက်ဆုံးကမှဘာဖြစ်သွားမှာလဲ10 okay နော်ဒီလိုပြောအဲ့တော့10 minus 5 equal to 5ဖြစ်ပြီးတော့ချေတို့ဒီ9နှစ်ခုလုံးကိုကြာတော့ချေတို့ဘာလုပ်လိုက်ရမလဲဆွဲချလိုက်မယ်0တော့ရေးကြမလို့เนาะ okay answer is ကချေတို့ဒီပြောင်းလဲ995ပေါ့Mendes calculation ရတဲ့ကလေးတွေကတော့1000 minus 5 equal to so sorry this is answer is 995ဆိုပြီးတော့တည်ရပေါ့နော် okay တကယ်လို့ဒါ Mendes calculation မရတဲ့ကလေးတွေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးပုံစံလေးတွေနဲ့တော့တွက်ပြရမှာဖြစ်ပါတယ် okay ပါကျတော့ C ကိုဆက်သွားကြပါစို့ C ကကြတော့100 more than 675 is ဆိုတော့675 ter ဘလောက်ပိုများတာလဲဆိုတော့100ပိုများတဲ့အဖြေက blank ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒါဘာလုပ်ပြရတော့မလဲဆိုတော့ပေါင်းပြရတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ100ပေါင်းလိုက်တော့775ပေါ့ဒါလည်းဒီချက်မှန်တဲ့ calculation လုပ်လိုက်တာပါ okay မရတဲ့ကလေးငယ်က675နဲ့ကျွန်တော်တို့ဒီ100နဲ့ဘာလုပ်မလဲဆိုရှင်ခြာပြီးတော့ပေါင်း5 plus 0က5 7 plus 0က7 6 plus 1က7ဆိုတော့ဒီကျွန်တော်ဒီ775ဆိုပြီးတော့ရပါမယ် okay ဒီမှာမေခွန်းကနည်းနည်းလေး changes ဖြစ်လာပါပြီအပေါ်ကမေခွန်းလိုပုံစံမျိုးမဟုတ်တော့ပဲနဲ့သူက764 is 10 less than blank တဲ့ဒီ blank ထက်ဆိုဘယ်လောက်မှလည်းမသိဒီ blank ထက်တဲ့ဘယ်လောက်နေလဲဆို10နေွားတဲ့အဖြေဟာတဲ့ဒီကျတော့964ဖြစ်ပါတယ်ဆိုတော့ဒီကျတော့အပ်ပါဆိုရှင်ကျွန်တော်ဘာလုပ်ရတော့မလဲဆိုတော့764နဲ့10နဲ့ပေါင်းပါလိမ့်ကျတော့ဒီ blank ရဲ့အဖြေကိုရတော့မယ် okay ကျတော့ပေါင်းကြည့်လိုက်ရအောင်764နဲ့ဒီကျတော့က10เนาะအဲ့တော့ဒီ loss ကိုတွေ့တိုင်းဆိုပြီးအလွယ်ပြောလို့မရဘူးပေါ့နော်နှုတ်တယ်လို့ပေါ့နော်အခုပေါင်းလိုက်တဲ့ခါကျရင်ကျတော့4 plus 0က4 6 plus 1က77နဲ့ဆွဲချလိုက်တဲ့ခါကျတော့ကျတော့ဒီ774 okay ဒီပြန်ပြီးတော့ကျွန်တော် check လုပ်ကြည့်တယ် check လုပ်မယ်နော်774ထက်ဘာလို့လဲ10နဲွားတဲ့အဖြေက764ဆိုတော့ဒီကျတော့ဒီဟာဒီအတဲ့အတိုင်းသွားမယ်ဆိုလို့ရှိရင်ပေါ့နော်774ရဲ့ကနေပြန် check လုပ်တာပေါ့နော်10ကိုနှုတ်လိုက်မယ်ဆိုဒီ764 964ရတယ်လို့ပြောတာပြန်နှုတ်ကြည့်လိုက်4 minus 0 4 7 minus 1 equal to 6 7 and 764ဖြစ်နေဘူးလားokay အဲ့လိုမျိုးပေါ့နော်ဒီ E ကိုဆက်သွားကြရအောင် E ကကြတော့ဗာပေးထားလဲဆိုလို့ရှိရင်300 is တဲ့
50နော် more than plan နဲ့ဒီ plan ထက်ပေါ့နော်နောက်ကဒီ plan လေးထက်ဘယ်လောက်ပိုများလဲဆိုလို့ရှိရင်50ပိုများတဲ့အဖြစ်ဟာတဲ့300ဖြစ်ပါတယ်လို့ပြောထားတယ်300ဖြစ်ပါဆိုတော့ဒီကျတော့300က50ကိုနှုတ်တော့မှကျတော့ဒီအဖြေလေးကိုရတော့မှာเนาะအဲ့တော့ဒီကျတော့ဒီမှာနှုတ်ကြည့်အောင်300ထဲကနေပြီးတော့ကျတော့သူ့ကိုနှုတ်ပါလဲဆိုတော့50ကိုနှုတ်ပါเนาะနှုတ်တဲ့ခါကျတော့0 - 0ကတော့အဖြေက answer 0ပဲ0နဲ့5ကိုကျတော့နှုတ်လို့မရအောင်ချီးမယ်ကွာဒီမှာ2ဒီမှာ10ဖြစ်သွား10ဖြစ်သွား10တဲ့5အောင်နှုတ်တဲ့ခါကျတော့9ရပြီးတော့2ကိုဆွဲချ250ဒီမှာ blank မှာအဖြေမှာစီ250ပေါ့ပြန် check လုပ်လို့ရတယ်เนาะ250 10 50 more ပိုများတဲ့အဖြေဒီဘယ်လောက်လဲ300ဖြစ်ပါတယ်။ Okay လေ250နဲ့50နဲ့ပေါင်းလိုက်ဆိုတော့300ရတာလေ။ Okay เนาะအဲ့ဒါဓမ္မတဲ့ calculation ရတဲ့ကလေးတွေဆိုရမရတဲ့ကလေးရပါလို့ဆို250နဲ့50နဲ့250နဲ့50နဲ့ကိုကျွန်တော်ဘာလို့ချပြီးတော့ပေါင်းလိုက်ပါပေါင်းလိုက်တယ်ဆိုလို့ရှိရင်300အဖြေရပါမယ် Okay F ကိုသွားရ F က20 more than 380 is တဲ့เนาะ blank လာပါပြီဒီအားကျတော့တို့ရှေ့ပိုင်းကပုံစံလေးရပို့ပြန်ဆင်ပါပါပြီ380ထက်တဲ့ဘလောက်ပို20ပိုများတဲ့အဖြေရတဲ့ဒီ blank ဖြစ်ပါတယ်လို့တချို့တို့ပြောတာဒါတချို့တို့ပေါင်းပြရမှာပေါ့ကွာ318နဲ့ကျတော့ဒီ20နဲ့ကျတော့ပေါင်းပါမယ်0 + 0ဆိုတော့0 8 + 2ဆိုရင်10 0ကျတော့1 add တော့မယ်နော်1 + 3 equal to ဘယ်လောက်လဲ400အဲ့တော့380ထက်20ပိုများတဲ့အဖြေကဘယ်လောက်ဖြစ်လဲ400ဖြစ်တယ်380ထက်20 more ပိုများတဲ့အဖြေလေးကျတော့အဖြေလေးဘယ်လောက်ဖြစ်ပါလဲ answer is က400ပါ okay another question ဒီအားကြတော့10 less than တဲ့ blank is 800ဒီ blank ထက်တဲ့เนาะဒီ blank လေးထက်တဲ့100နည်းွားတဲ့အဖြေဟာတဲ့เนาะ800ဖြစ်ပါတယ်ဆိုတော့ဒီကျတော့ဒီ800ထဲကနေ800နဲ့100နဲ့ကျွန်တော်ဘာလို့ပေါင်းပေးလိုက်ရမှာပေါင်းပြလိုက်ကျွန်တော်ကလေ mathematical calculation လောက်900ရနေပြီလေเนาะ900ရနေ okay 900ထက်ဒီကနေဘာသာပြန်မယ်เนาะ900ထက်100နည်းွားတဲ့အဖြေ is ကအဖြေဒီเนาะအဖြေဒီဘယ်လောက်ဖြစ်သွားလဲ800ဖြစ်တယ်ဆိုတာမှန်နေပြီလား okay เนาะ900and 100နှုတ်လိုက်800ရတယ်လေ okay 9 minus 1 equal to 8 okay ပေါ့နော်ဒီလိုမျိုးလေးတွေကလေးတွေကိုဒါပေါင်းချင်းဖြုတ်ချင်းလေးတွေကို math calculation လေးတွေနဲ့ရနိုင်တဲ့ကလေးတွေကိုတွားပြလိုက်လို့ရတယ်မရနိုင်တဲ့ကလေးတွေじゃချပြီးတော့နှုတ်ပေါ့နော် okay h ကကြတော့ဒါကဆက်စလာငယ်လေးတွေလည်းကလေးငယ်တွေကိုယ့်ရဲ့မေတွေရှိတယ်ဆိုရှင်ကိုယ့်ရဲ့ခင်သွေးလေးတွေကိုပေါ့နော်ပြန်ပြီးတော့တင်ပြပေးလို့ရဖို့အတွက်ကိုလည်းရှိရွယ်ပါတယ်เนาะဒါလေးတွေကိုလည်းအသေးစိတ်ဒါရှင်းပြပေးရပါတော့ကလေးတယောက်ကိုဒီဥစားပေါ့နော်ကလေးတယောက်ရှင်းပြနေတဲ့လိုမျိုးပဲပေါ့နော်ဒါရှင်းပြပေးနေတာပါ okay နောက်တစ်ခါ475 is that blank more than 405သူကကြတော့ဒါဒီမေးခွန်းလေးမှာပြောထားတာကြတော့405ဆို405 that more ပိုများတယ်တဲ့เนาะပိုများတဲ့အဖြေဟာတဲ့တချို့တို့ကဒီ plan လို့ပြောထားတယ်ဒါပေမဲ့တချို့တို့ကိုပြောထားတာကအဖြေကဘယ်လောက်ဖြစ်တယ်လို့ပြောထားဆိုတော့ဒီ is က475နော်475ဖြစ်တယ်လို့ပြောထားတဲ့ကြောင့်တချို့တို့ဒီအဖြေကိုလိုချင်တယ်ဆိုလို့ရှိရင်တချို့တို့ဒီ475ထဲ405ကိုကျွန်တော်ဘာလုပ်ပေးရမှာလဲစဉ်းစားပြပါအောင်နှုတ်ပေးရမှာလားပေါင်းပေးရမှာလား okay ဟုတ်ပါတယ်နောက်နှုတ်ပေးရမှာပါ475ထဲကတချို့တို့က405ကိုဘာလုပ်ပြရမလဲဆိုရင်နှုတ်ပြရမယ်လိုက်ပါပြီးတော့တတမိလေးကြည့်နေတယ်ဆိုလို့ရှိရင်လည်းစဉ်းစားလို့ရအောင်ပေါ့နော်5 minus 5 equal to ပါလဲ0 7 minus 0 equal to 7 okay 4 minus 4 0မနေတော့ okay ဒီကျတော့ဘယ်လောက်လဲ17 more okay now 405 တဲ့ more ဘယ်လောက်ပိုများလဲ70ပိုများနေတဲ့အဖြေက475 485ဖြစ်ပါတယ်ဆိုတဲ့အဖြေလေးကျတော့ဘာလို့ပါဆိုရှာပါပြီ okay နံပါတ် I ကိုလည်းတွားရအောင်333 is တဲ့နော်100 more than plan ဒီ plan ထက်100ပိုများတဲ့အဖြေဟာတဲ့333ဖြစ်ပါတယ်လို့ပြောထားတဲ့အတွက်ကြောင့်ကျတို့ကဘာလို့ပြောနှုတ်ပေးရမှာပေါ့နော်နှုတ်မှာကျတို့ဒီ plan တွေကိုထည့်ရတဲ့ဟာကိုဒီမှာ333တဲ့ကနေပြီးကျတို့က100ကိုဘာလုပ်လဲဆိုတော့နှုတ်ပေးလိုက်တော့3 minus 0 3 3 minus 0 3 3 minus 1 equal to 2အဲ့တော့ကျတို့ဒီ233ထက်100 more ပိုများနေတဲ့ဖြေက333ဆိုတော့33ဖြစ်ပါတယ်ဆိုတဲ့ဖြေလေးရမှာပါJ ကကြတော့566 is 10 now 40 more than a plan ဒီ plan ထက်14ပိုများနေတဲ့ဖြေဟာ566ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုတော့နှုတ်ပေးမှသိတာပေါ့နော်
566ထဲကနေပြီးတော့ကျတော့14ကိုကျတော့နှုတ်လိုက်မယ်ပေါ့6 minus 0 က6 6 minus 4 equal to 2 526ပေါ့ okay 526 14ပိုများနေတယ်ဖြစ်560ဖြစ်ပြန်ပြီးတော့ check လုပ်ကြည့်လို့ရတယ်နော်526နဲ့14နဲ့ပေါ့နော်14နဲ့ဒီကျတော့ပြန်ပေါင်းကြည့်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲ566ရမှာပါ okay နော်နောက်တစ်ခါ k ကကြတော့278 is the black less than 578 500နောက်ကနေပဲပါလာပြန်တော့578ထဲဒီ black နည်းသွားတဲ့အဖြစ်ဟာတဲ့278ဖြစ်ပါတယ်တဲ့ okay ဘလောက်နေဝလဲဒီချေတို့ကသိကျင်နေဆိုလို့ရှိရင်578ထဲကနေပြီးတော့278ကိုဒီချေတို့ကပေါင်းပေးရမှာလားနှုတ်ပေးရမှာလားနှုတ်မှပဲဒီနေမှာတော့ကျွန်တော်နှုတ်ကြဆို8 minus 8ဆိုလို့ရှိရင်0 7 minus 7ကလည်း0 5 minus 2ကဘလောက်300ပေါ့ဘလောက်နေဝလဲ300ကမှနေဝမှာ578တဲ့300နေဝတဲ့အဖြစ်ဟာဒီချေတို့အဖြစ်ဘလောက်ရမှာလဲဆိုရင်278ရမှာပါ okay ပါအားလုံးပဲအစီအစဉ်ချပါ